ဒေသချင်းဝေးလာပေမဲ့လို့ဒီရှင်သာမဏေနှစ်ပါးဟာတသိန်းထဲမှာတစ်ချိန်နဲ့ယဟန်ဖြစ်ကြတယ်နောက်မှပြောเสียကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဗဒ္ဒနာနန္ဒမလာပိဝန္တာဟောကြားအပ်သောတရားတော်များကိုစနစ်တကျနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ညီကိုနှစ်ပါးကဲ့သို့ဖြစ်သွားတယ်ပေါ့နော်ရဟန်းပြုတယ်ဆိုတာဒုတိယအကြိမ်မွေးဖွားခြင်းပဲဖြစ်တယ်လူဘဝတုန်းကတခါမွေးဖွားပြီးပြီအခုတို့ယဟန်ဖြစ်ရောက်လာတယ်ဆိုတော့ဒုတိယအကြိမ်မွေးဖွားခြင်းပဲအဲ့ဒီအချိန်မှာလူဘဝတုန်းကတတိသားစီတနေရာစီတမဲ့အေးစီမွေးဖွားခဲ့တော့လေဒီကနေ့မှာတော့တနေရာထဲမှာတစ်ချိန်ထဲမှာတူရီသောဆရာတဆူရီသောတန်ဃာတွေရှင်မြတ်တွေတဲ့ယဟန်ဖြစ်ကိုရရှိခဲ့တယ်ဆိုတာသူတို့နှစ်ပါးရဲ့စုံစည်းမှုဟာတမန်လေးနဲ့စုံစည်းမှုမဟုတ်ဘူးရှိရထားတဲ့စုံစည်းမှုလည်းမဟုတ်ဘူးကံကြမ္မာကဖန်တီးပေးထားတဲ့စုံစည်းမှုလို့ဒီလိုပြောရမှာဖြစ်တယ်နော်ကောင်းတဲ့ဘက်မှာစုံစည်းတယ်ဆိုတာကောင်းကျိုးချမ်းသာတွေအတွက်တန်ဖိုးရှိတယ်နောက်မှလည်းပဲညီကိုနှစ်ပါးကဲ့သို့လက်တွဲပြီးသာသနာပြုနိုင်တဲ့အနေအထားမျိုးကိုရောက်ရှိသွားနိုင်တယ်ပေါ့အဓိကအဖြစ်ပြောရမယ်ဆိုရင်လူဖြစ်လာတဲ့နောက်အခုလိုသာသနာပေါင်းဝင်ရောက်ပြီးတော့သာသနာဝန်ထမ်းဖို့သာသနာပေါင်းဝင်ရောက်ပြီးဒုလဘယဟန်ဆိုတာလို့ခိတ္တယဟန်ခန္ဓာမျိုးမဟုတ်ဘဲနဲ့သာသနာအတွက်အလုံးလုံးမယ်ဆိုတဲ့အနေနဲ့ဝင်ရောက်လာတဲ့သာသနာဝန်ထမ်းရှင်ယဟန်လို့ဒီလိုအဓိပ္ပာယ်ရသာသနာဝန်ထမ်းတယ်ဆိုတာလောကမှာအလုံးမျိုးစုံလုပ်ကြတယ်တမျိုးတည်းလုပ်လို့မရဘူးတိုင်းပြည်တစ်ပြည်မှာသမထလုပ်တဲ့ပုဂ္ဂိုလ်ကလုပ်ဝန်ကြီးလုပ်တဲ့ပုဂ္ဂိုလ်ကလုပ်ကုမ္ပဏီတစ်ခုမှဆိုလည်းပဲကုမ္ပဏီကြီးကဲလုပ်တဲ့ပုဂ္ဂိုလ်ကလုပ်ပန်ရှင်တထေးလုပ်တဲ့ပုဂ္ဂိုလ်ကလုပ်မန်နေဂျာလုပ်တဲ့ပုဂ္ဂိုလ်ကလုပ်ဝန်ထမ်းလုပ်တဲ့ပုဂ္ဂိုလ်ကလုပ်ကိုယ်အလုံးနဲ့ကိုယ်စီဝိုင်းဝန်းပြီးတော့ထမ်းဆောင်မှအလုပ်တစ်ခုဟာအောင်မြင်ကြည်ပွားတာဖြစ်တယ်မြန်မာနိုင်ငံရောက်ရှိလာတဲ့မြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်ကြီးဟာလည်းပဲအလုံးဝိုင်းပြီးတော့ထမ်းကြတယ်အလုံးဝိုင်းထမ်းတယ်ဒီကနေ့ယဟန်ဖြစ်သွားတဲ့ဒီရှင်ကေဇာနန္ဒနဲ့ရှင်ဝရညာဏတို့ကဓမ္မတာဝန်ကိုထမ်းဆောင်ကြတယ်သာသနာဝန်ထမ်းပဲဖြစ်တယ်ထိုသာသနာဝန်ထမ်းဓမ္မတာဝန်ကိုထမ်းဆောင်တဲ့အခါမှာအထောက်အကူဖြစ်စေဖို့မိဘဆွေမျိုးယဟန်ကယဟန်မှာများကဝန္တာအာရလိုအပ်တဲ့ပစ္စည်းလေးပါးကိုထောက်ပံ့လှူဒန်းပြီးယဟန်ဖြစ်သူရောက်ရှိအောင်ကုညီပံ့ပိုးပေးကြတာဖြစ်လို့နှုတ်နှောကပေါင်းစပ်ပြီးတော့ကောင်းမြတ်တဲ့အလုပ်တစ်ခုလုပ်နိုင်အောင်ကြိုးစားအထောက်ကြခြင်းဖြစ်တယ်ဘယ်အရာပဲချစ်ကြည်အလုံးဟာပေါင်းစပ်ပြီးမှလုပ်လို့ရတယ်ပေါင်းစပ်မှုမရှိရင်အလုံးမဖြစ်ဘူးလူတွေကကိုယ်တယောက်တည်းလို့ဆိုပေမဲ့လို့ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့အင်္ဂါရပ်တွေကိုအချိမျက်စိကကြည့်ပေးရတယ်နားကနားထောင်ရတယ်နော်နှာခေါင်းကအသက်ရှူပေးရတယ်လျှာကအာဟာရဖြစ်တဲ့လှုပ်လုံးရတယ်ဆိုလူတွေရဲ့ခန္ဓာကိုယ်မှာလည်းပဲသူ့လုံးနဲ့သူလုံးကြတာပဲဒါလည်းလူရဲ့ဘဝကိုဝန်ထမ်းနေတယ်လို့ပြောရမှာနော်ဒီခန္ဓာကိုယ်အင်္ဂါစိတ်ပိုင်းတွေကလည်းခုလိုကိုယ်တောင်ဝန်ကိုထမ်းကြတယ်လို့ပဲသာသနာတော်တွေရောက်လာတဲ့အခါမှာလည်းပဲကိုယ်တောင်ဝန်ကိုထမ်းကြရတာဖြစ်တယ်သာသနာထဲမှာရောက်လာလို့ရှိရင်ဥပိ္ပဇေဆရာဆိုတာရှိတယ်အာစရိယဆိုတဲ့ဆရာရှိတယ်တပည့်ကအတေဝတိကဆိုတဲ့တပည့်ရှိတယ်တတ္တိဝိဟာရိကဆိုတဲ့တပည့်ရှိတယ်အလုံးဟာကိုယ်တောင်ကိုထမ်းကြရတာဖြစ်တယ်ဥပိ္ပဇေဆရာကအနိကကြည်ကြပြီးတော့သွန်သင်ပြသဆုံးမဩဝါဒပေးရတယ်လိမ္မာရင်ကျေအောင်ထိမ့်သိဆော့ရှောက်ပေးရတယ်အာစရိယဆိုတဲ့ဆရာကတော့စာပေကျမ်းကမတတ်တတ်အောင်အနိကသင်ကြားပြီးတော့ပေးရတယ်အာစရိယနဲ့အတေဝတိကအနီးနေတပြီဥပိ္ပဇာယနဲ့တတ္တိဝိဟာရိကဥပိ္ပဇေဆရာနဲ့အတူနေတပြီဆိုပြီး
မြတ်စွာဘုရားကဝန်တန်းနှမျိုးစီကိုတွဲဖက်ပြီးတော့ပေးထားတာသာသနာတောင်းကိုထမ်းဆောင်ကြအဲ့ဒီလိုသာသနာတောင်းကိုထမ်းဆောင်ကြသည့်အတွက်ကြောင့်မြန်မာနိုင်ငံသို့နှစ်ပေါင်း1000ကျော်လောက်ကရောက်ရှိလာတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာဒီနေ့ခေတ်မြန်မာပြည်မှာရှင်သန်နေတာဖြစ်တယ်ဒီလိုရှင်သန်မှုဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးအဗ္ဗဓမ္မတန်ဖိုးကြီးမားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေမြန်မာလူမျိုးတွေရဲ့ယဉ်ထဲကိုရောက်ရှိလာပြီးအလုံးဟာမြတ်စွာဘုရားရဲ့အဆုံးအမကိုစတ္တဆွမ်းသမျှလိုက်နာကျင့်သုံးပြီးတော့ကောင်းကျိုးချမ်းသာကိုရချမှာပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားကဆုံးမဩဝါဒပေးတဲ့အခါမှာနှမျိုးပဲအဓိကအဖြစ်ပေးနှမျိုးကပါတော့ဆိုရင်မလုတ်တင်တာကိုမလုတ်ဖို့နဲ့လုတ်တင်တာကိုလုတ်ဖို့ဒီနှစ်ခုပဲမလုတ်တင်တာဆိုတာအကုသိုလ်မှန်သမျှတွေကိုမလုတ်တင်လို့မလုတ်ရဘူးဘာကြောင့်မလုတ်ရဘူးလို့ဆိုရင်အကုသိုလ်လုပ်လို့ရှိရင်ကိုလိုချင်တဲ့ချမ်းသာဒုက္ခမရနိုင်ဘူးဆင်းရဲဒုက္ခနဲ့ကြုံတွေ့နိုင်တယ်အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးလို့အကုသိုလ်ကိုမလုပ်ဖို့ရှောင်ခိုင်းတာဖြစ်တယ်။ဘာကြောင့်လှုပ်တဲ့နာလှုပ်ရလဲဆိုရင်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုရနိုင်တာဖြစ်တော့ကြောင့်ကိုလိုချင်တဲ့ချမ်းသာဒုက္ခရနိုင်တဲ့ကုသိုလ်ကောင်းမှုကိုလုပ်ကြရမှာဖြစ်တယ်။အဲ့ဒီလိုကုတ္တဝံကိုချေပြုစွာအသီးသီးလောက်ခိုင်ဆောင်ရွက်သွားကြမယ်ဆိုရင်ဘဝမှာလည်းပဲအခုဘဝမှာလည်းအစဉ်ပြေအနေချောနောက်ဘဝမှာလည်းပဲအစဉ်ပြေနေချောဘဝစတိုင်းဟာဆင်းရဲဒုက္ခနည်းနိုင်တဲ့နည်းပြီးတော့တန်တရားခရီးကိုတက်တက်တာတာနဲ့ရှောင်လန်းပြီးနောက်ဆုံးနိဗ္ဗာန်ချမ်းသာထိအောင်ဥတည်ပြီးတော့သွားနိုင်ကြမှာပဲဖြစ်တယ်။နိဗ္ဗာန်မရောက်မချင်းတော့တန်တရားထဲမှာအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲဆိုတဲ့အဓိကဆင်းရဲကြီးတွေနဲ့တော့ကြုံတွေ့နေအောင်ပါ။ကျန်တဲ့ဆင်းရဲတွေကတတ်နိုင်တဲ့လျှော့ချလို့ရတော့လည်းပဲကိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခကတော့ဘယ်သူမှလျှော့ချလို့မရဘူးဘလောက်ယာရုကြီးကြီးဘလောက်ပစ္စည်းဥစ္စာတွေချမ်းသာအဲ့ဒီချမ်းသာဆင်းရဲဒုက္ခတွေကိုတော့လျှော့ပါအောင်ဘယ်သူမှမတတ်နိုင်ဘူးနောက်ဆုံးမှနိဗ္ဗာန်ရမှသာလေကိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲဆိုတာလွတ်ကင်းမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘုရားဘာသာဝင်တွေရဲ့နိဗ္ဗာန်ကိုဥတည်ပြီးတော့ဆောင်ရွက်ခြင်းဟာအလွန်မှန်ကန်တယ်လို့ပြောအောင်ကိုယ်ကိုယ်လည်းစဉ်းစားကြည့်ပေါ့ဘဝတစ်ခုရလာပြီးတော့တည်တည်ငြိမ်ငြိမ်မနေရပဲနဲ့တဖြည်းဖြည်းအိုးလာတာကြိုက်သလားထာဝရနှုတ်ပြိုနေတာကြိုက်သလားကိုကြိုက်တာရမလားမရဘူးနော်ကျမ်းမာမာနဲ့အမြဲတမ်းကျမ်းမာနေတာကြိုက်သလားယောဂရတာကြိုက်သလားလူတိုင်းဟာကျမ်းမာနေတာပဲကြိုက်ကြမယ်သို့တော့ကိုကြိုက်တာဖြစ်ရဲ့လားလူတယောက်ဟာပျော်ပျော်ရွှင်ရွှင်မိသားစုနဲ့အပေါင်းအသင်းနဲ့ကိုရှာဝေထားတဲ့ပစ္စည်းဥစ္စာတွေနဲ့ဒီကြာရှည်စွာနေထိုင်နေကြတယ်ဘယ်သူမှမသိကြကြဘူးသို့တော့ရသလားဆိုမရဘူးအဲ့ဒီလိုမရနိုင်တဲ့ဒုက္ခတွေဟာလွတ်ကင်းမှုဆိုတာနိဗ္ဗာန်ကလွဲလို့တခြားမရှိဘူးနတ်ဘုံရောက်ရင်တော့အသက်ရှိပါရဲ့ပြမဘုံရောက်ရင်လည်းအသက်ရှိပါရဲ့ချမ်းသာဒုက္ခလည်းရပါရဲ့နှစ်ပေါင်းများစွာနေရတော့လေနောက်ဆုံးတစ်နေ့ကျတော့အိုမင်းရင်ရောပြီးသေဆုံးရခြင်းဆိုတဲ့ဒုက္ခကတော့ကြုံမှာကြီးပဲအားလုံးသေဆုံးခြင်းဆိုတဲ့ဒုက္ခနဲ့လွတ်ကင်းတဲ့32ဘုံသားတ attva ဆိုတာမရှိဘူးဒါကြောင့်မို့နိဗ္ဗာန်ကိုမြတ်စွာဘုရားကဥတည်ပြီးကုသိုလ်ကောင်းမှုပြုဖို့ညွှန်ကြားတာပဲဖြစ်တယ်မြတ်စွာဘုရားရဲ့ဆုံးမတိုင်းလိုက်နာကျင့်သုံးမှသာလေနိဗ္ဗာန်ကိုရောက်နိုင်မှာဖြစ်တယ်အဲ့ဒီနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းလမ်းညွှန်ချက်တွေမြန်မာနိုင်ငံမှာအရှိခတ်ပြီးတော့တည်ထအောင်ကဘာလုပ်ကြလဲဆိုရင်ဆရာတွေကသင်ကြားပို့ချပြီးတပည့်တွေကသင်ယူကြရမှာဖြစ်တယ်ဒါကိုပရိယတ္တိလုပ်ငန်းလို့ခေါ်တယ်အခုဒီကနေ့ရဟန်းဖြစ်ခံယူလိုက်ကြတဲ့ဒီရှင်ကေဇာနန္ဒနဲ့ရှင်ဝရညာနာတို့ဟာမြတ်စွာဘုရားရဲ့အဆုံးအမဖြစ်တဲ့ဗိဓိကစာပေတွေကိုစတင်သင်ကြားနေကြတဲ့အဆင့်မှာရှိနေကြတယ်သင်ယူနေကြပြီတဖြည်းဖြည်းသူတို့ရဲ့ယဉ်တဲ့နှလုံးထဲမှာဗိဓိကစာပေတွေရောက်ရှိသွားပြီနောက်ဆုံးမှတက်ကြွတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့
သာသနာတာဝန်ကြီးကိုပြည်ပြည်ကထမ်းဆောင်နိုင်ကြမှာဖြစ်တယ်မြတ်စွာဘုရားရဲ့ညီတော်ရှင်အနန္ဒမထေရမြတ်သာသနာပေါင်းဝင်လာပြီးတဲ့နောက်မှာသူသာသနာပြုသွားတာဘာလို့တလဲဆိုရင်မြတ်စွာဘုရားဟောတဲ့တရားတွေကိုအများကြီးသင်ယူတယ်ကျက်မှတ်တယ်ဒါကြောင့်မို့သူ့ကိုဘ ਹੁ တုတ္တအရာမှာဣတရေရတယ်ဘ ਹੁ တုတ္တဆိုတာအများကြီးသင်ထားသူလို့ဆိုလိုတယ်သူများတဲ့ပိုများတယ်မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေကိုသင်ယူတယ်သင်ယူထားပြီးတော့နှုတ်တဲ့ဆောင်ထားတယ်နှုတ်တဲ့ဆောင်ထားရမကဘူးနေ့စဉ်လေးချက်နေတယ်နှုတ်ကတရေစေတွေအသိဉာဏ်နဲ့သိအောင်ကြိုးစားတယ်ဆိုဒါတာဝဆတာပရိစိတာမနတာနုပိခိတာဒိဋ္ဌိယသုတ်တိဝိဒါဆိုရယ်စာသင်မုံစာသင်နည်းအစဉ်၄ရက်ပြည့်စုံရှင်အနန္ဒမထေရမြတ်နိဗ္ဗာန်ညမှာကြိုးစားအထောက်ခဲ့တယ်ရှင်အနန္ဒလိုသောတပန်ဖြစ်တဲ့ပုဂ္ဂိုလ်တောင်မှပဲမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုအများကြီးသင်တယ်သူကိုယ်တိုင်ဘလို့ဖွင့်ပြောခဲ့တယ်လဲဆိုရင်နော်ဒွါတိတိဗုဒ္ဓတော်ခဏေဒွေသဟတ္တာနိဖိက္ခုတော်မြတ်စွာဘုရားစီကသူသင်တာမြတ်စွာဘုရားကသင်္ချပို့ချပေးတာအခုခေတ်ပြောမယ်ဆိုရင်မြတ်စွာဘုရားကစာချပေးတယ်လို့ပြောအောင်မြတ်စွာဘုရားစီသင်တဲ့ဓမ္မခန္ဓာပေါင်းဟာ82,000ရှိတယ်တရားပုဒ်ပေါင်းရှင်အနန္ဒဟာဘုရားစီကတိုက်ရိုက်သင်တာနော်ဘုရားစီကတိုက်ရိုက်သင်တာဓမ္မခန္ဓာပေါင်း82,000ရှိတယ်ရှင်သာရိပုတ္တရာတို့ရှင်ဥပါလိတို့စီကသင်တာက2000ရှိတယ်အလုံးပေါင်းတော့84,000အဲ့ဒါကိုရှင်အနန္ဒမထေရမြတ်ကသူနှုတ်တဲ့ဆောင်ထားတဲ့ပမာဏဘယ်လိုဖော်ပြတော့ဆိုဒွါတိတိဗုဒ္ဓတော်ကနေဒွေသဟတ္တာနိဘိက္ခုတော်စတုရာတိတိသဟတ္တာနိယေမေဓမ္မပိုတိနောအဲ့ဒါလောက်ထီအောင်ပိဋကတ်3ခုပိဋကတ်3သွဲ့နိကေ9ရက်ဓမ္မခန္ဓာပေါင်း74,000သူ့ရဲ့ရင်းနဲ့နှလုံးထဲမှာသူဟာယေမေဓမ္မပိုတိနောဆိုသူအလွတ်ရတယ်လို့ပြောတာနော်နှုတ်ထဲမှာသူနှုတ်တဲ့ရနေတဲ့တရားတွေဟာ84,000ပုတ်ပေါင်း84,000ရှိတယ်လို့သူတို့အဲ့ဒါအချောင်ရနေတာမဟုတ်ဘူးကြိုးစားအထောက်လို့ရတာဖြစ်တယ်ပေါ့အခုခေတ်မှာလည်းပဲစာပေကြိုးစားသင်တဲ့ပုဂ္ဂိုလ်တွေဟာဒီတတိနားလဲလာတာပဲဖြစ်တယ်ပေါ့သူခေတ်သူစနစ်နဲ့ကြိုးစားသွားကြမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေရင်းနဲ့ရောက်လာပြီအဲ့ဒီတရားတော်တွေကိုထိမ့်သိမ်းဆောက်ရှောက်တဲ့လုပ်ငန်းကိုဘ ਹੁ တုတ္တများစွာသင်ယူထားခြင်းဆိုတဲ့နံပါတ်1ရှင်အနန္ဒအဓိကလုပ်တဲ့အလုပ်ပဲပြီးတဲ့အခါကျတော့အဲ့ဒီတရားတွေကိုတစ်ဆင့်သင်ကြားပို့ချပေးခြင်းဟောပြောပေးခြင်းဆိုတဲ့အလုပ်တွေကိုလုပ်တယ်နောက်တစ်ဆင့်ကတော့ဒီတရားတွေလာတဲ့အတိုင်းကိုယ်တိုင်จิตကြံကြုတ်ကိုအထုတ်ခြင်းဆိုအလုပ်ကိုလုပ်တယ်အဲ့တော့ရှင်အနန္ဒသာသနာပြုပုံဟာဘာနဲ့သာသနာပြုသူကိုယ်တိုင်သာတရားသာအထုတ်နေတာမဟုတ်ဘူးတရားအထုတ်တဲ့အလုပ်တစ်ခုတည်းလုပ်တာမဟုတ်ဘူးသောတပန်ဖြစ်ပြီးတဲ့နောက်မှာသူဟာနှစ်ပေါင်းများစွာမြတ်စွာဘုရားရဲ့ကိုယ်အလုပ်ချေးပြုတာ25နှစ်နော်သောတပန်ဖြစ်ပြီးတဲ့နောက်မှာရှေ့တဂရကံအနာကံယဟန္တာဖြစ်ဖို့အတွက်မတက်လှမ်းနိုင်သေးပဲမြတ်စွာဘုရားဟောသမျှတရားတော်တွေမပြောက်ပြက်အောင်သင်ကြားမှတ်ဆောင်ထိမ့်သိမ်းခြင်းအလုပ်ကိုရှင်အနန္ဒဟာကြိုးစားလုပ်ခဲ့တာဖြစ်တယ်အင်္ဂုတ္တရနိကေမှာအာနန္ဒသုတ်တံဆိုတာရှင်အနန္ဒဘလို့သာသနာပြုတယ်လဲဆိုတာဘုန်းကြီးတွေဟောထားတဲ့စာချစာသင်စာချပြုချသာသနာဆိုတဲ့အဲ့ထက်မှရှင်အနန္ဒအကြောင်းလေးဟောထားတာရှိတယ်ညမလူဖတ်လို့ရတယ်ဟာမျိုးဘလို့သာသနာပြုတယ်ဆိုတာဟာစာပေကျမ်းကမှမှတ်တမ်းတင်ထားတာဖြစ်တယ်အဲ့ဒါလိုပဲဒီကနေ့ယဟန်ဖြစ်ကိုရောက်ရှိသွားတဲ့ရှင်ကိစ္စနန္ဒနဲ့ရှင်ဝရညာဏတို့ဟာရှင်နန္ဒရဲ့ထုံးကိုနှလုံးမူပြီးတော့မြတ်စွာဘုရားဟောကြားဆုံးမတဲ့တရားတော်တွေနေ့စဉ်နဲ့အမျှကိုယ်ရင်နဲ့နှလုံးနဲ့နှုတ်ထဲရောက်လာအောင်ကြိုးစားသင်ယူကြရမှာဖြစ်တယ်ကြိုးစားသင်ယူပြီးတဲ့အခါမိမိတတ်သိတဲ့တရားဓမ္မတွေကိုတဆင့်ဖြန့်ဝေပြီးသာသနာဝန်ထမ်းလို့ခေါ်တယ်ဒါကသာသနာဝန်ထမ်းအစစ်နော်အဲ့ဒါဟာအလွန်အရေးကြီးတယ်ဘာကြောင့်အရေးကြီးတော့ဆိုစဉ်းစားကြည့်
ဒီတရားတော်တွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း2500ကဘယ်မှာဟောခဲ့တယ်လဲဆိုအိန္ဒိယနိုင်ငံမစ္စည်းမဒေသအဝန်းအဝိုင်းလေးမှာမြတ်စွာဘုရားဟောတယ်အဲ့ဒီမှာလှည့်လည်သွားလာပြီးတော့ဟောတယ်ဒီကနေ့ခေတ်နဲ့ပြောမယ်ဆိုရင်သာဝတိရာဇဂိုဝေသာလီအဲ့နဲ့တဝိုက်ပဲမြတ်စွာဘုရားဒီဝိဇာတောင်ရဲ့တောင်ဘက်ကမ်းတောင်ရောက်ခဲတယ်မစ္စည်းမဒေသအတိုင်းဝိုင်းလေးတွေမှာပဲလှည့်လည်သတင်းသုံးပြီးတော့အထူးသဖြင့်တာဝတိမှာစခန်းချတာအများဆုံးပဲအဲ့ဒီအဝန်းဝိုင်းလေးမှာပဲလှည့်ပြီးတော့မြတ်စွာဘုရားတရားဟောတယ်။ဘာကြောင့်ဟောလို့ဆိုရင်အဲ့ဒီဒေသကလူတွေကသာလျှင်တရားဓမ္မနဲ့ပတ်သက်ပြီးပိုစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေများပြီးကျွတ်တရားရမယ့်ပုဂ္ဂိုလ်တွေများတာ။အခုလည်းစဉ်းစားကြည့်လေဒီပိဋကစာပေသင်နေတဲ့မြန်မာနိုင်ငံအဝန်းဝိုင်းလေးဟာအသေးလေးပဲ။အဲ့ဒီပဲမြတ်စွာဘုရားအဆုံးအမတရားတော်တွေရနေလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကအိန္ဒိယနိုင်ငံမှာဟောခဲ့တဲ့တရားတွေဒီကနေ့အိန္ဒိယနိုင်ငံမှာပျောက်ကွယ်သွားပြီပျောက်ကွယ်တယ်ဆိုတာဘယ်လိုနည်းနဲ့ပျောက်ကွယ်တာသင်ကြားတဲ့ပုဂ္ဂိုလ်မရှိဘူးဆိုရင်ပျောက်ကွယ်သွားပြီလို့ပြောတာသင်ကြားတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးသင်ယူတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးတခြားအရာတွေသင်နေတယ်မြန်မာနိုင်ငံကိုရောက်ရှိလာပြီးတော့အနောထာဘိကြီးလက်ထက်ရှင်အရဟံမထေရဥဆောင်ပြီးတော့သာသနာထွန်းကားအောင်ဆောင်ရွက်ခဲ့တဲ့ရှေးသောဆရာတော်ကြီးတွေလက်ထက်ကနေစပြီးတော့ပိဋကသုံးပုံဟာမြန်မာနိုင်ငံမှာထင်းရှားရှားလိလာလိုက်စားသူတဖြည်းဖြည်းများပြားလာခဲ့တာကုန်းမောင်ခေတ်မန္တလေးခေတ်ထီအောင်ရောက်ရှိလာခဲ့နောက်ဆုံးမှကနေ့ခေတ်ထီအောင်ကြိုးစားအထောက်ခဲ့တဲ့အရှိန်အဝါတွေကြောင့်သင်ယူချက်မှတ်မှုတွေဟာရှင်သန်နေစေလို့ပြောမှာသို့သောရော့သွားတဲ့နေရာတွေလည်းရှိကောင်းရှိမယ်တိုးလာတဲ့နေရာလည်းရှိကောင်းရှိမယ်ရော့ခြင်းတိုးခြင်းဆိုတာပုဂ္ဂိုလ်ရဲ့အာယုစိုက်မှုမစိုက်မှုပေါ်မှာမူတည်တယ်ပေါ့ဒီကနေ့မြန်မာနိုင်ငံမှာစာသင်တိုက်တွေများစွာရှိနေသည့်အတွက်ကြောင့်အိန္ဒိယနိုင်ငံမှာဟောခဲ့တဲ့တရားတွေဟာမြန်မာလူမျိုးတွေရဲ့ပိုင်ဆိုင်တဲ့ပိဋကသုံးပုံဖြစ်လာတယ်ပါဠိနဲ့ပိဋကသုံးပုံမြန်မာနိုင်ငံကမထိန်ဘူးဆိုလို့ရှိရင်ဒီပိဋကတွေဟာပျောက်ကွယ်သွားနိုင်တယ်နော်တခြားနိုင်ငံတွေမှာထိမ့်သိမ်းမှုတွေကအပြော့သွားကြပြီအနောက်တိုင်းပညာရက်တွေကိုသင်ယူကြပြီးတော့ဒီအရှေ့တိုင်းပညာရက်လို့ခေါ်တဲ့ပါဠိပိဋကပညာရက်တွေကိုတဖြည်းဖြည်းသင်ယူမှုကလျော့ပါလာတယ်မြန်မာပြည်မှာတော့မလျော့ပါသေးဘူးလို့ဆိုရမှာဖြစ်တယ်သို့သောကိန်းကနန်းနဲ့ကြည့်မယ်ဆိုရင်ဒီတိုးသလားရောသလားဆိုတာဟာပုဂ္ဂိုလ်အရေးအတွက်နဲ့ကိန်းကနန်းခြားကြည့်ရင်လည်းသိမယ်သင်ကြားတဲ့ပုဂ္ဂိုလ်ရဲ့အရေးအတွက်သင်ယူတဲ့ယဟန်တန်ဃာတွေရဲ့အရေးအတွက်ကြည့်မယ်ဆိုရင်လည်းဒေတာတွေတည်တည်ချာချာကောက်ပြီးတော့စစ်ဆေးမှသာလျှင်ဒါသိနိုင်တဲ့အရာဖြစ်တယ်။တမန်အပြင်ကြည့်မယ်ဆိုရင်တော့မြန်မာပြည်မှာပိဋကစာပေဟာရှင်သန်နေတော့မယ်လို့ပြောလို့ရတယ်ပေါ့။ရေပုံရခြုံပြောမယ်ဆိုရင်ဘာကြောင့်လို့မြန်မာနိုင်ငံမှာစာပေသင်ကြားတဲ့စာသင်တိုက်ကြီးတွေဟာရှိနေမြဲပဲဖြစ်တယ်။တန်ဃာတွေထောင်ချီရှိတဲ့စာသင်တိုက်တွေရှိတယ်။ယာချီရှိတဲ့စာသင်တိုက်တွေရှိတယ်။အဲ့ဒါလို့သင်ကြားနေတာနှစ်စဉ်ပထဝီဆောင်းဝဲတို့ဓမ္မစရိယဆောင်းဝဲတို့တိပိဋကဒရဆောင်းဝဲတို့ကြည့်လိုက်ပဲဆိုရင်သိပြီးတော့အလွန်ကြော်ကြီးရောပါသွားတယ်လို့တော့မရှိဘူးเนาะအလွန်ကြော်ကြီးရောပါသွားတယ်လို့မရှိဘူးအဲ့တော့မြန်မာပြည်မှာရှင်သန်နေသေးပဲအဲ့ဒီရှင်သန်နေတဲ့တန်ဖိုးမဖြတ်နိုင်တဲ့ယရနာကိုမြန်မာလူမျိုးတွေကတန်ဖိုးထားပြီးတော့ဒုတွေထိမ့်သိမ်းဆော့ရှော့မှာဆိုရယ်ခံယူချက်ထားပြီးတရားဓမ္မတွေကလည်းပံ့ပိုးကူညီပြီးအခုလိုသင်ကြားတဲ့ယဟန်တန်ဃာတွေကလည်းကြိုးစားအထောက်သင်ယူကြပြီးနှစ်ဦးနှစ်ဝပေါင်းဆက်ပြီးတော့အလုံးလုံးသွားကြမယ်ဆိုရင်မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာမြန်မာနိုင်ငံမှာဆက်လက်ရှင်သန်နေအောင်မှာပဲဖြစ်တယ်ပေါ့အဲ့ဒီလိုဆက်လက်ရှင်သန်နေမှလူမှုဒုက္ခတွေတဖြည်းဖြည်းရောပါလာမှာဖြစ်တယ်ဒါတောင်မှလောကလူတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမကိုနားရဲမရောက်တဲ့ပုဂ္ဂိုလ်တွေယင်ထဲမရောက်တဲ့ပုဂ္ဂိုလ်တွေဟာရိုင်းပြတဲ့အနေအထားမျိုးတွေဖြစ်ပေါ်နေကြတယ်ပေါ့နော်မြတ်စွာဘုရားရဲ့အဆုံးအမတွေယင်ထဲရောက်သွားလို့ရှင်တောက်တဲ့သူကလည်းပဲရေပဲတောက်တော့တာမဟုတ်တာမတောက်တော့နော်မဟုတ်တာလှုပ်တဲ့လူတွေကလည်းတဖြည်းဖြည်းမဟုတ်တာတွေရော့ပြီးကောင်းတာတွေလှုပ်လာကြတယ်အဲ့ဒီလို
မြတ်စွာဘုရားရဲ့အဆုံးအမရင်ထဲနှလုံးထဲရောက်လာပြီဆိုရင်လူတွေဟာလိမ္မာရင်ကြီးမှုတစားတစားရသွားပြီအဲ့လိုရသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိပါတယ်သို့တော့ဥယျာဉ်ဘယ်လောက်ရှိတယ်ဆိုတာကိုတော့သုတေသနတော့မှသိနိုင်တာဖြစ်တယ်လုံးဝမရှိဘူးတော့မဟုတ်ဘူးတရားရိပ်သားတွေတို့သာသနာ့တွေတို့ဒီတရားပွဲတွေတို့နာယူကြတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိနေသေးတော့အားရစရာပဲလို့ပဲဒီလိုပြောရမှာနော်တလောကပခုတ်ကူတရားဝဲသွားတဲ့အခါမှာပိဿတွေကိုအများကြီးပဲရှန်ထွက်နေအောင်တစောင်းကြီးတစ်ခုလုံးရှန်ထွက်နေအောင်လာနာကြသေးတယ်ဆိုတော့ဩမြမပြည်ရဲ့သာသနာမဆိုးသေးဘူးလို့ပဲဒီလိုပြောဟိုးဒီမြန်မာနှစ်ဆန်းမှာရန်ကုန်ပြည်သူဥယျာဉ်ကြီးထဲမှာကျင်းပတဲ့တရားဝဲဆိုသိန်းချီလာရောက်ပြီးနာကြတယ်အဲ့တော့ဒီလိုနာကြသေးတယ်ဆိုတာဟာအများကြီးအတက်ဆရာရှိတယ်ပေါ့နော်ဒါကြောင့်မို့ဘာပဲဖြစ်ဖြစ်ကိုယ်လက်တကမ်းအတွင်းမှာရှိတဲ့ကိုယ်လုပ်ငန်းလေးတွေကိုစာသင်ခြင်းစာချခြင်းကိုကျင့်တရားကောင်းအောင်ကြိုးစားခြင်းဆိုတဲ့အလုပ်တွေနဲ့သာသနာတောင်းကိုပြီးပြင်းထမ်းဆောင်ကြရမှာဖြစ်တယ်ဒါဟာတို့အတွက်အရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုကိုယ်စီတဏ္ဍိဋ္ဌာန်ချပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း